အားလုံးပဲမင်္ဂလာပါ အဲ့လိုဟောကိုယ်ရေးကြရလေးတာကြီးက သမီးလေးရဗျာဖြူဖြူဦးနူးနူးဖက်ဖက်ကလေးနော်ချစ်စရာချစ်ဖို့ကောင်းအခုလိုမျိုးသာမဖြစ်ဘူးလို့ဆိုရင်ဒီလောက်ချစ်ဖို့ကောင်းလိုက် ရ တယ် န်ကုန် နော် တက်မယ်နော်ရန်ကုန်တက်မယ်နော်ရန်ကုန်သားမယ် တကားပြောတယ် ရန်ကုန်သားမယ်ရန်ကုန်သားမယ်ဒီလေးတကားကြီးပြောနေတာမယုံ ရန်ကုန်သားမယ်နော်ရန်ကုန်သားမယ်နော်အခုအချိန်ကတော့ခွဲလို့စိတ်လို့ရအောင်မှာမဟုတ်တော့ဘူးနော် နီးနဲ့မနီး အရင်ငယ်လေးရဆိုတော့နည်းနည်းလေးကြီးလာရင်တော့ဒါခွဲစိတ်ပြုပြင်လို့ရမှာပဲလေအဓိကပတ်သက်စုဖို့ပဲပတ်သက်ရှိနေဖို့ပဲရည်ကြည့်ရပေါ့နော် အမလာကလေးစေ ဒီလိုတူတူကလေးပြဖြူပြီးတော့ဥနေ ဒီကဟလာ ခွေးပြီးတော့ဥနေ မင်းတန်းလားမင်းတန်းလား ဘာလဲဒီ တကားကြီးပြောတာအာ မိဘတွေအနေနဲ့ပတ်သက်ကိုစုထား ဒီချင်းကသမီးအိတ် နည်းနည်းလေးအတက်ကလေးကြီးလာပြီဆိုလို့ရှိရင်ခွဲစိတ်လိုက်ရင်ဒါရအကုန်လုံးကောင်းတာပေါ့နော်ခုခေတ်အနေထားနဲ့အကုန်လုံးလုပ်ရပါတယ် မေးလုံးလေးလိုက်လို့နေတယ်လို့မျိုးပဲတက်တာ တန်မိမိရဲ့တတိယရန်ကုန်တိုင်းကစီကံတော့ပြမယ်တော့မလား စေကန်သွားပြန်မှာ တော့မလားအဲ့တော့မင်းတော့မတင်ကြီးတော့မလားတော့မလားတိုင်ကျုံပြကြီးပြမိခု ကိုယ်တိုင်ပတ်သက်မတိုင်းနိုင်တော့မှပဲမြန်မာပြည်မှာလူဖြစ်ရတာအလူရှင်တွေကတော့ရဲပေါ်တယ်ပေါ့နော်ဒါမှဆိုရင်ကြောင်ကြောင်းရှိတော့နည်းနည်းလေးဘူးချိန်ကအရန်ငယ်လေးရဆိုတော့နည်းနည်းလေးတက်ကလေးကြီးလာပြီဆိုလို့ရှိရင်ဒါကအကုန်လုံးဖွစိတ်ပြီးပြင်လို့ရတယ်ပေါ့နော် လာမင်းလက်ကလေးတိုင်ထားခြင်းတော့ဘာလို့ရပုတ်ချမမီးတိုင်ရမင်းတိုင်ရအောင် ချစ်စရာလေး တိုင်လာလားနေတတဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်